ပိုးကအဆုတ်နော်အဆုတ်ထိပြန့်သွားတာနော်အဆုတ်ထိပြန့်သွားတာနော်ဒီဟာနော်ဒီလိုကြီးဖြစ်သွားတာနော်တော်တော်လေးနော်စိတ်မကောင်းစရာအခြေအနေဖြစ်သွားတယ်ဟုတ်ကဲ့ကျေးဇူးတင်တယ်ဆိုတော့နောက်ဆုံးအဲ့ဒီဟာဖြတ်လိုက်ရတယ်သူရဲ့အဆုတ်ကိုပါယောဂါပြန့်သွားတဲ့အခါမှာအားလုံးသိတဲ့အတိုင်းကင်ဆာပိုးအဆုတ်ကိုရောက်ပြီဆိုတော့ဒါကတော့တော်တော်အမြန်ဆုံးနော်သွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဆရာဝန်တွေကနော်ဒီဒဝဲမှာသူစကုတယ်ပြီးတော့ရန်ကုန်ရောက်တယ်ဘယ်နေရဲ့ဘယ်လောက်ပဲခံတော့မယ်လို့ပြောတယ်ဆရာဝန်ကတပတ်လောက်ခံမယ်တလားလောက်ခံမယ်အမျိုးပြောတယ်တပတ်သို့မဟုတ်တလားအဲ့လောက်ပဲခံမယ်လို့ပြောတယ်အဲ့ဒါက2000ဘယ်လောက်လဲဘယ်နှခုနှစ်လဲ2024မှာတပတ်ပဲတလားပဲခံမယ်လို့ပြောခဲ့တယ်ဒီနေ့ဒီဘုရားရဲ့ကျေးဇူးတော်ကြောင့်အသက်ရှင်လျက်ကျမ်းမာလက်ကျွန်တော်မြင်တွေ့ခံစားကျွန်တော်ထင်ထားတာအဲ့ဒီယောဂဖြစ်ပြီးတော့အဲ့ပေါင်ဖြတ်လိုက်တော့ပြီးသွားတယ်ပေါ့နော်မဟုတ်ဘူးတကယ်တော့အဆုတ်တိရောက်တဲ့ယောဂအဲ့ချိန်မှာအားလုံးကစိတ်သက်ကြတဲ့အချိန်မှာ तू ကအရင်တော့မယုံကြည်သူဖြစ်တယ်ဒီယောဂဝေဒနာခံစားပြီးတော့ဆေးရုံပေါ်မှာရှိတဲ့အချိန်မှာအေဝီဒီသတင်းစကားကိုကြားပြီးတော့မှယေရှုကိုအသေးယုံခဲ့တဲ့သားဖြစ်တယ်ဟာလေလုယာဟာလေလုယာတခါတလေကျွန်တော်တို့ကနာကျင်စရာခက်ခဲတဲ့ຢာလို့ထင်ရပေမဲ့ထာဝရတိအာမခံချက်ရခဲ့တဲ့သားရဲ့အသက်တာအတွက်ကျေးဇူးတော်ချီးမွမ်းစရာပဲဘေးနာ तू စိတ်သက်ကြတယ် तू အမြဲတမ်းအားပေးတယ် तू မိတွေကစိတ်သက်ကြပြီး तू အမြဲတမ်းအားပေးတယ်ဆေးရုံပေါ်မှာနော်အခြေအနေမကောင်းတဲ့အချိန်မှာ तू ကပြန်ပြီးတော့အားပေးတယ်ကျေးဇူးတော်ဖခင်ရဲ့ကျေးဇူးတော်နော်ဖခင်ကကျွန်တော်တို့အတွက်သူ့ရဲ့ပြောနေတဲ့စကားကတော့ဖခင်ကတာအတွက်အမြဲတမ်းအကောင်းဆုံးပြင်ဆင်ပေးထားတယ်ဟာလေလုယာဟာလေလုယာဆိုတော့နော်အဲ့ဒီမှာပြီးခဲ့တဲ့နှစ်ပတ်မှာနော်ကျွန်တော်လည်းဟိုသွားဒီသွားနေတခါလေးကြာနေနော်မစုံတာလည်းရှိတယ်လေဒါပေမဲ့ဖခင်ကအလုတ်လုတ်တဲ့ခါမှာနော် pieces တွေအပိုင်းပိုင်းနေလို့ထင်ရပေမဲ့ဖခင်ကသေချာပြင်ဆင်ထားပြီးသားဖြစ်တယ်ဟာလေလုယာဆိုတော့ तू ကခြေအတူရနိုင်ဖို့အတွက် तू ကဆူတောင်းတယ်ကျွန်တော်လည်းမသိပါဘူးသေချာဘယ်လိုတောင်းလဲမသိဘူးဒါပေမဲ့စနေနေ့တိုင်းသူတို့မိသားစုကအစာရှောင်ပြီးဆူတောင်းတယ်ကျွန်တော်ကိုတခါမှမပြောဘူးတသားကိုခြေတူစီစဉ်ပေးပါဆရာလို့လည်းတခါမှမပြောဘူးဘသူ့မှလည်းမပြောဘူး तू ကအင်မတန်မှနော်မှန်ကန်စွာဖရားထဲမှာတဆင့်ပြီးတဆင့်ယုံကြည်ခြင်းမှာယဉ်ကျက်လာတဲ့သားဖြစ်တယ်ဟာလေလုယာဆိုကျွန်တော်လည်းမမေးဘူးတော့ခြေတူကိုစောင့်နေတယ်လို့ကျွန်တော်ကသိတယ်ဆိုတော့အဲ့ဒီလမ်းကြောင်းတစ်ခုပဲရှိမယ်ပေါ့နော်အဲ့ဒီ तू စောင့်နေတဲ့ခြေတူရတဲ့ခါရမယ်ပေါ့ကဲဝိုင်းလို့ဆရာချီလုပ်မယ်ပေါ့ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ပတ်မှာကျွန်တော်လာပြီးတော့မှနှုတ်ဆက်ရင်းနဲ့ तू က10ဘိုးတဘိုးလာပြီးအပ်တယ်ဆိုတော့ကျွန်တော်သူ့နာမည်လေးရေးပေးပြီးတော့မှကျွန်တော်ထည့်ပေးပြီးတော့မှဆူတောင်းပေးတယ်